တက်မတော်သားတွေလည်းနိုင်ငံသားတွေပဲနိုင်ငံရေးလှုပ်ချင်မှာပဲအခုကဘလို့အခြေအနေကဘလို့ဖြစ်သွားလဲဆိုကျမတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြန်ရတယ်လို့ဖြစ်သွားတယ်မင်္ဂလာပါရှင့်ဟွာဒီပထမအဆုံးအနေနဲ့ပေါ့နော်ဒီဥက္ကဋ္ဌတို့ဒီ2025ရွေးကောက်ပွဲအခင်းကျင်းမှာဥက္ကဋ္ဌအနေနဲ့အဲ့ဒီရွေးကောက်ပွဲခင်းကျင်းပေါ်သဘောထားအမြင်လေးပေါ့နော်အဲ့ဒါလေးနောက်တစ်ခုကဒီပြည်သူ့ရှေ့တောင်ပါတီရဲ့ရွေးကောက်ပွဲဝင်ရခြင်းရည်ရွယ်ချက်နဲ့ရည်မှန်းချက်ကလေးကိုပထမဆုံးအနေနဲ့ပြပြပေးပါအောင်ရှင်2025ရွေးကောက်ပွဲအခင်းကျင်းပေါ့နော်တော့ကျွန်တော်တို့လက်တလော2021ဖေဖော်ဝါရီ1ရက်နေ့ကနေစပြီးတော့လေတပ်မတော်ကနိုင်ငံကိုတာဝန်ယူထားတယ်တာဝန်ယူထားတော့2008ဖွဲ့စည်းပုံရဆို2နှစ်ပဲယူရမှာလေဒါပေမဲ့လုံခြုံရေးအခြေအနေတွေနဲ့နိုင်ငံတကာအခြေအနေတွေနဲ့အကြက်တဲတွေများလွန်းတော့9နှစ်ကြာသွားတာပေါ့နော်ဒီခုအချိန်မှာတော့ရွေးကောက်ပွဲပြန်လှုပ်တဲ့အချိန်ပေါ့နော်အဲ့ဒါလေးတော့ကျွန်မသဘောတူပါတယ်ရှင့်9နှစ်ပြည့်တော့မှာပေါ့နော်အဲ့ဒါလေးသဘောတူတယ်။နောက်ကျွန်တော်တို့နိုင်ငံရေးပါတီအနေနဲ့ရွေးကောက်ပွဲဝင်ရခြင်းအကြောင်းရင်းကတော့နိုင်ငံရေးပါတီဆိုတာရွေးကောက်ပွဲဝင်ဖို့ပဲစုဖွဲ့ထားတာပေါ့နော်။ရွေးကောက်ပွဲနဲ့ဒါလျှင်နိုင်ငံရေးပါတီကတာဝန်ရှိသူတွေကအလုံးလုံးပိုင်ခွင့်ရှိတာပေါ့ရှင်။ပြည်သူအကျိုးပေါ့နော်ဆောင်ရွက်ပိုင်ခွင့်ရှိတယ်။ဆိုတော့ရည်မှန်းချက်ကဘာလဲဆိုရင်ကျွန်တော်တို့ကဟိုပါပေါ့နော်3ဆင့်ရှိတာပေါ့ရှင်။အဓိကတော့ပြည်သူထားတဲ့နေရာကျွန်တော်တို့နေမယ်။သို့တော်လည်းရည်မှန်းချက်အနေနဲ့နံပါတ်1အဆင့်ဆိုရင်တော့အနှိမ့်ဆုံးအဆင့်ဆိုရင်တော့ကျွန်တော်တို့လွှတ်တော်ရဲရောက်ချင်တယ်။နောက်ဒုတိယအဆင့်ကတော့ကျွန်တော်တို့ဒီထက်မကပို့ပြီးတော့မှလွှတ်တော်ရဲထက်မကပို့ပြီးအောင်နိုင်ပြီးတော့မှပြီးလို့ရှိရင်ပေါ့အစိုးပေါ့ပါတီတစ်ခုတည်းကအစိုးရမဖွဲ့နိုင်ဘူးပေါ့မဖွဲ့နိုင်တဲ့အခင်းချင်းလိုမျိုးဆိုရင်ကျွန်တော်တို့ကညွန့်ပေါင်းအစိုးရလိုမျိုးဆိုရင်ကျွန်တော်တို့ကလွှတ်တော်ထဲမှာတချို့ကြံခဲ့မယ်အစိုးရအဖွဲ့မှာတချို့သွားမယ်ဒါဒုတိယအဆင့်ပေါ့နောက်အမြင့်ဆုံးအဆင့်ကတော့ဘယ်ပါတီမဆိုပေါ့နော်အမြင့်ဆုံးအဆင့်ကတော့အာဏာရပါတီဖြစ်သွားတာပေါ့ဆိုလို့ရှိရင်အဲ့အဆင့်30နဲ့ကဘယ်အဆင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြည်သူထားတဲ့နေရာပေါ့နော်ပြည်သူမဲနဲ့ပို့လွှတ်တဲ့နေရာမှာကျွန်တော်တို့တာဝန်ချေအောင်ထမ်းဆောင်ဖို့လို့အတွက်ရည်ရွယ်ပြီးတော့ရွေးကောက်ပွဲဝင်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆိုတော့လေဒီအခု2025ရွေးကောက်ပွဲအခင်းကျင်းအောင်ဒီဥက္ကဋ္ဌအနေနဲ့လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတည်းဖြစ်မယ်လို့ယုံလားယုံကြည်လားရှင်အဲ့ဒါကိုဒါအမေခံရတာဒုတိယအချိန်ပေါ့ဆိုလို့ရှိရင်ကျွန်မ2025ဖေဖော်ဝါရီ1ရက်မှာကျွန်မဟိုဒီပြည်ထောင်စုဆိုရဖွဲ့ရနေပါတီကိုပြန်ရောက်တယ်ပေါ့ပြန်ရောက်ပြီးတော့မှကျွန်မပထမဦးဆုံးချိန်ကျွန်တော်တို့ပါတီကသတင်းစာရှင်းလင်းပွဲလုပ်တယ်လေအဲ့ဒါမေလ17ရက်နေ့မှာလုပ်တယ်အဲ့တော့ကတော့ပထမအချိန်မေးခံရတာပေါ့နော်အဲ့တော့ကျွန်မဘာဖြေခဲ့လဲဆိုလို့ရှိရင်ဒီ2008ဖွဲ့စည်းပုံရတပ်မတော်ဒီဒုတိယသမ္မတတဦးရတယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာ25ရာခိုင်နှုန်းကိုယ်စားလှယ်တွေအလိုလျောက်ရတယ်နောက်တော့ကာကွယ်ရေးပြည်ထရေးနဲ့နယ်စပ်ရေးဝန်ကြီး3ပါးရတယ်ဒါက2008ဖွဲ့စည်းပုံကအာမခံထားတာပေါ့နော်ဒါတက်ကရတဲ့အထူးခွင့်ရေးပေါ့နိုင်ငံရေးအခွင့်ရေးပေါ့ဆိုလို့ရှိရင်ဒါကိုလည်းကျမတို့ကသဘောတူပါတယ်ဘာအတွက်သဘောတူရလဲဆိုရင်တက်ဆိုတာဟိုအမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်အမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်တက်မတော်သားတွေလည်းနိုင်ငံသားတွေပဲနိုင်ငံရေးလှုပ်ချင်မှာပဲဆိုတော့2008ဖွဲ့စည်းပုံရဒီလိုပေးထားတာတွေကိုကျမတို့ကမငင်းပယ်ဘူးမငင်းပယ်ဘူးဆိုလို့ရှိရင်အခုလက်တလောလဲတက်မတော်ကတာဝန်ယူထားတဲ့ကာလဖြစ်တဲ့ခါကျတော့ဒီလိုမျိုးတက်မတော်အစိုးရနောက်2008ဖွဲ့စည်းပုံရအာမခံချက်တွေလည်းရှိတယ်။တော့တက်မတော်အစိုးရတရက်ကနေပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲကိုကျမကနိုင်ငံရေးပါတီတစ်ခုကအစိုးရဖြစ်ပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲတဲ့ပို့ပြီးယုံကြည်တယ်လို့ကျမဖြေခဲ့တယ်ပေါ့နော်။ဆိုလို့ရှိရင်အခုချိန်မှာတော့အခင်းချင်းပြောင်းသွားတာပေါ့ရှင်။အခင်းချင်းပြောင်းသွားတာကအခင်းချင်းပြောင်းသွားတာဒီလိုခွင့်ရေးတွေရှိနေပေမဲ့လည်းတက်သည်ဟိုတက်ကပေါ့တကယ်ပေါ့နော်လက်တလောဒီနိုင်ငံတာဝန်တော်တော်ကြီးကြီးမားမားယူထားတဲ့သူတွေကစပြီးတော့မှဟိုပါပေါ့ပြည်ခိုင်ဖြိုးပါတီဝင်ပြီးတော့မှပြိုင်ကြတယ်လေနောက်တချို့လဲတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကိုပို့တယ်လို့လည်းကြားတယ်အဲ့ဒါတော့သတင်းကြီးကြီးမားမားမထွက်တော့ကျမတို့သိမသိဘူးဆိုတဲ့ခါကျတော့အခုကဘလို့အခြေအနေကဘလို့ဖြစ်သွားလဲဆိုကျမတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြိုင်ရတယ်လို့ဖြစ်သွားတယ်ပြောချင်တာ level playing field ဖြစ်ဖို့မဖြစ်တော့တဲ့သဘောကြာရောက်တာပေါ့နော် level playing field မဖြစ်တော့တဲ့သဘောကြာရောက်တယ်နောက်တစ်ခုကတော့ဒီတပ်မတော်ဆိုတာပေါ့နော်တပ်မတော်က2008ဖွဲ့စည်းပုံရပေးထားချက်တွေရှိတယ်ပေးထားတဲ့အခွင့်အရေးတွေရှိတယ်ဒီအခွင့်အရေးတွေအရဒီပြည်ထောင်စုလွှတ်တော်မှာမဲခွဲလိုက်ရင်လည်း
တမတော်သားအစုအဖွဲ့ကနေပြီးတော့တင်သွင်းတဲ့ဒုတိယသမရဒီလဲသမရဖြစ်သွားနိုင်တယ်ဆိုလို့ရှိရင်သမရဖြစ်ပြီဆိုတာနဲ့ तू ကအစိုးရတစ်ဖွဲ့အစိုးရပြည်အောင်စုအစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်ဒါလက်ရှိပေးထားချက်2008ဖွဲ့စည်းပုံရပေါ့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တကယ်လို့တက်ကပါတီတွေတဲကိုမပို့ဘဲနဲ့တက်လို့ပဲနေပြီးတော့ပြီးလို့ရှိရင်လက်တလောလဲအုပ်ချုပ်နေတဲ့သူဖြစ်တော့ဒီတက်မတော်အစိုးရလက်ထက်မှာပဲပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းတယ်ဒီတက်မတော်အစိုးရလက်ထက်မှာပဲဒီတက်မတော်အစိုးရကပဲရွေးကောက်ပွဲဥပဒေတွေရေးဆွဲထားတယ်ဆိုလို့ရှိရင်ကိုကပြောမှဆိုရင်ဒိုင်လူကြီးလုံနေတာပေါ့နော်ဒိုင်လူကြီးလုံနေတဲ့နေရာမှာဒိုင်လိုပဲမနေပဲနဲ့ဒိုင်လိုလဲနေတယ်ပြီးလို့ရှိရင်ကိုလူတွေကိုလည်းနိုင်ငံရေးပါတီတစ်ခုကိုအင်အားကြီးပါတီတစ်ခုကိုပို့လွှတ်ပြီးတော့မှအပြိုင်ဝင်လဲပြိုင်နေဆိုတဲ့အဓိပ္ပာယ်ကအဓိပ္ပာယ်ကမေဟိုပေါ့အခုလိုမေခွန်းထုတ်စရာတွေဖြစ်သွားတယ်မေခွန်းထုတ်စရာတွေဖြစ်တော့ကျမအနေနဲ့တော့လွတ်လပ်ပြီးတရားမျှတမှုရှိပါတယ်မရှိဘူးပြောတာထက်ခုနကပေါ့မေခွန်းကယုံကြည်လားမယုံကြည်လားပေါ့အဲ့ဒါလဲကျမကိုယ့်အကိုမေခွန်းထုတ်ရမှာဖြစ်ယုံကြည်လားမယုံကြည်လားဒါပေမဲ့ပြီးအောင်တော့ကြည့်ရမှာပေါ့နော်အစအဆုံးကြည့်ရမယ်နံပါတ်1ဘာကြောင့်လဲဆိုနံပါတ်1ကကျမတို့ရွေးကောက်ပွဲဥပဒေအရရွေးကောက်ပွဲစနစ်ပြောင်းသွားတယ်နံပါတ်2ကကြတော့ကျွန်တော်တို့ဒီဆက်နဲ့မဲပေးတာပေါ့မြန်မာ electronic voting machine MEVN ပေါ့နော်ဆက်နဲ့မဲပေးတာအဲ့ဒီနှစ်ခုကပြောင်းသွားတယ်ပြောင်းသွားပြီးတော့မှတော့ပြည်သူလူထုလည်းတဲမှာလည်းအပြောင်းလဲတွေရှိမယ်လို့ထင်တယ်လေမဲပေးခြင်းတဲ့လူရှိတယ်မဲပေးမယ်ဆိုတော့လည်းဘယ်သူပေးရမှမသိတဲ့သူရှိမယ်အဆုံရှိနိုင်တာပေါ့နော်ဆိုလို့ရှင်ပြည်သူလူထုထဲမှာလည်းစဝေစဝါတွေဖြစ်ပြီးတော့မှဒါတွေဖြစ်ပြီးတော့မှရွေးကောက်ပွဲပြီးတဲ့အထိတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ထင်တယ်ဆိုလို့ရှင်အဓိကကတော့ကျွန်တော်တို့ကရွေးကောက်ပွဲပြီးတဲ့ရလဒ်ကပြည်သူစံနှောက်ထင်ဟလားမထင်ဟလားပေါ့နော်ဒါတွေလည်းကျွန်တော်တို့စောင့်ကြည့်ဖို့လိုတော့ကျွန်မအနေနဲ့တော့ယတိပြအခုချိန်မှာတော့ဘာမှပြောလို့မရဘူးလွတ်လပ်ပါတယ်တရားမျှတပါတယ်ဆိုတာမျိုးပေါ့နော်ဒါမှမလွတ်လပ်ဘူးတရားမမျှတဘူးဆိုပြီးတော့ယတိပြပြောလို့တော့မရတဲ့အခြေအနေဖြစ်ပါတယ်ရှင်နောက်တစ်ခါကျကျွန်မတော့ပါတီဥက္ကဋ္ဌအနေနဲ့လာမေးတာကျွန်မတော့နိုင်ငံသားတယောက်အနေနဲ့ဖြေချင်တာလေတပ်မတော်ကိုနိုင်ငံရေးပါတီတစ်ခုရဲ့လက်ကင်တို့လိုမျိုးကျွန်မတို့မမြင်ချင်ဘူးကျွန်မတို့ကဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့ပေါ့ပါတီဥက္ကဋ္ဌအနေနဲ့ပြောတာမဟုတ်ဘူးမြန်မာနိုင်ငံသားတယောက်အနေနဲ့တပ်မတော်ကိုနိုင်ငံရေးပါတီတစ်ခုရဲ့လက်ကင်တို့အနေနဲ့မမြင်ချင်ဘူးပြည်သူလူထုကတပ်မတော်ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်တဲ့အဖွဲ့အစည်းပြီးလို့ရှိရင်ပြည်ပရန်ကာကွယ်တဲ့အဖွဲ့အစည်းနောက်တစ်ခုကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေတာပေါ့နော်ရှိနေတော့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်းထိန်းထားနိုင်တဲ့အဖွဲ့အစည်းပေါ့နော်အဲ့လိုထိန်းထားမှသာကျွန်တော်တို့ငြိမ်းချမ်းရေးလူတွေကငြိမ်းချမ်းလုံခြုံစွာနေထိုင်ရမှာလေဒီလိုအဖွဲ့အစည်းအနေနဲ့ကျွန်တော်တို့ကပြည်သူအနေနဲ့ချစ်ချင်တာပေါ့နော်တပ်မတော်ချစ်ချင်တာပေါ့ဆိုလို့ရှိရင်တပ်မတော်ကဒီဒိုင်လူကြီးလဲလုပ်တယ်အခုပေါ့ပါတီမှာလည်းပါပြီးဝင်ပြိုင်တယ်ဆိုတဲ့အဓိပ္ပာယ်တစ်မျိုးပြောင်းသွားတာပေါ့နော်ကျွန်မဒီဖြေတော့ကျွန်မမဖြေနိုင်ပါဘူးရှင့်